အားလုံးပဲမင်္ဂလာဗျာထွန်းတက်ပြည့်ကြိုဆိုပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ဖုန်းမှာကြော်ညာတွေအရန်တက်နေလို့စိတ်ညစ်နေတဲ့သူများရှိရဆိုရင်ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးသွားပါများကျွန်တော်ဒီချာလေးဒီဗီဒီယိုလေးမှာအစအဆုံးလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပြောပြပြီးမဲ့ဒီကြော်ညာပိတ်တဲ့နီလန်းကတော့ကျွန်တော်တို့ Chrome browser ပဲဖြစ်ဖြစ် internet ကနေဖွင့်ပြီးတော့ကျွန်တော်တို့တခြားသော website တွေကဝင်လာတဲ့ဒီကြော်ညာတွေပေါ့နော်ဖုန်းသုံးလို့မရအောင်အထိဖြစ်နေတဲ့ကြော်ညာတွေကိုပဲကျွန်တော်ပိတ်လို့ရမှာပဲဖြစ်ပါတယ်ကျွန်တော် YouTube တို့ Facebook တို့ကနေပြီးတော့ ATS ကြော်ညာလို့ခေါ်တဲ့ကြော်ညာဒီဟာတွေကိုတော့ပိတ်လို့ရမှာမဟုတ်ပါဘူးခင်ဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Play Store ကိုဝင်ပေးရမှာဖြစ်ပါတယ် Play Store ရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ set bar လေးမှာပေါ့နော်ကျွန်တော် application တစ်ခုလိုအပ်ပါတယ်အဲ့ဒါ set bar မှာကျွန်တော်ရေးသလိုမျိုးကျွန်တော်ဒီကြီးလိုမျိုးဒီလိုမျိုးဟာလေးပေါ့နော်ဒီ software လေးပေါ့အပေါ်ဆုံးမှာရှိရဲ့ software လေးကိုကျွန်တော်တို့ဒီ bind remove ဆိုတဲ့ဟာလေးပေါ့နော် malware and bind remove ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါများအဲ့ပြီးတော့ကျွန်တော်တို့ဒီ app လေးပေါ့နော်ဒီ app လေးကိုကျွန်တော်တို့ download ဆွဲရမှာဖြစ်ပါတယ်ဒီကောင်လေးပါအကောင့်လေးကိုကျွန်တော်တို့ရိုက်ရှာပြီးတော့ဒီကောင်လေးကို download ဆွဲလိုက်ကျွန်တော်ကတော့ download ဆွဲပြီးသွားပြီဖြစ်တဲ့ open ကိုလေးလိုက်မယ်နော်အဲ့ဆိုတော့ကျွန်တော်ဒီထဲကိုရောက်သွားပါလိမ့်မယ်အဲ့ပြီးသွားရင်ကျွန်တော်တို့ကဒီဟို free သုံးမှာဖြစ်တဲ့အတွက်အောက်မှာရှိရဲ့ဒီ button ကြီးရဲ့အောက်မှာရှိရဲ့ဒီ all ဆိုတဲ့နေရာပေါ့နော် all ဆိုတဲ့နေရာကိုနှိပ်လိုက်ပါအဲ့ပြီးသွားရင်ကျွန်တော် next ဆိုတဲ့ဟာကိုနှိပ်လိုက်ပါအဲ့ပြီး allow ပေးလိုက်ပါနော်ကျွန်တော်တို့အဲ့ပြီးသွားရင်တော့ကျွန်တော်တို့ဒီနေရာမှာ all လို့ဒီဟာလေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ file တွေကိုကျွန်တော်တို့သူတို့လက်ခံကြောင်းဒီကောင် button လေးကိုဖွင့်ပြလိုက်ဖွင့်ပြီးသွားရင်ကျွန်တော် back ကိုပြန်ထွက်လိုက်ပါထွက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာစကန်ဖက်မှာเนาะကျွန်တော်တို့ဖုန်းထဲမှာဒီဘယ်နေရာတွေကနေပြီးတော့ကျွန်တော်တို့ကြော်ညာဝင်နေရလဲဆိုတော့သိအောင်လို့ဒီနေရာလေးကိုကျွန်တော်တို့နှိပ်လိုက်မှာဖြစ်ပါတယ်ခဏစောင့်လိုက်ပါကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲမှာရှိရဲ့ဘယ်နေရာကနေပြီးတော့ကြော်ညာတွေတက်နေရလဲဝင်နေရလဲဆိုတော့သိအောင်သူစကန်နီးလုပ်နေရပဲဖြစ်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ရဲ့ဖုန်းထဲမှာတော့ဒီမှာဒီ3နေရာနေပြီးတော့ဟိုဝင်နေရဲပေါ့နော်ကြော်ညာတွေပေါ့ဒီ Chrome browser နေပြီးတော့ဝင်လာတဲ့ကြော်ညာတွေဒါမှမဟုတ် ADS ကြော်ညာ ADS ကြော်ညာတွေမဟုတ်ဘူးပေါ့နော် Chrome browser နဲ့ဝင်တဲ့ကြော်ညာတွေဘယ်မှမသိတဲ့ကြော်ညာတွေပေါ့နော်အဲ့ကြော်ညာတွေဝင်နေရဒီနေရာ3ခုကနေဝင်နေရပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီဘေးထဲမှာရှိအစိမ်းရောင်ဟာလေးကိုတစ်ခုချင်းစီလိုက်ပြီးတော့နှိပ်သွားလိုက်ပါနော်ကျွန်တော်ကတော့ဒီနေရာမှာနှိပ်မပြတော့ဘူးเนาะတစ်ခုချင်းစီလိုက်ပြီးနှိပ်လိုက်ပါနှိပ်လိုက်ပြီးတော့ရင်ကျွန်တော်ကိုယ့်ရဲ့ဖုန်းထဲမှာကြော်ညာတွေတက်တော့မှာမဟုတ်တော့ပါဘူးဗျာဒီကလို့ကိုယ့်ရဲ့ဖုန်းထဲမှာကျွန်တော်လုပ်တဲ့လိုမျိုးလိုက်လို့ကြော်ညာတွေမတက်တော့ဘူးဆိုရင် comment လေးမှာ yes လို့မှန်းခဲ့ပြီးပါဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာ